မေတ္တာတုတ်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းဟာဆိုရင်တော့မြတ်စွာဘုရားရှင်လက်ထက်တော်ကတန်ဃာတော်တွေနဲ့နတ်မြမာတွေကြားမှာဖြစ်ပျက်ခဲ့တဲ့အလွန်စိတ်ဝင်စားဖို့ကောင်းပြီးသင်ခန်းစာရရှိပွဲရာသာသနာသမိုင်းဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်ဗျဒီဖြစ်ရပ်ကတော့မြတ်စွာဘုရားရှင်စာဝတ္ထိပီဇေတဝန်ကျောင်းတော်မှာတည်င်းသုံးနေတော်မူတဲ့အချိန်အခါတုန်းကပေါ့အဲ့ဒီတုန်းကယဟန်တော်အပန်း900ဟာမြတ်စွာဘုရားထံကနေကမ္မထမ်းတရားနာယူပြီးတဲ့နောက်ဝါတွင်3လပတ်လုံးတရားအားထုတ်ဖို့အတွက်တင့်တော်မဲ့တောအရက်ကိုရှာဖွေခဲ့ကြပါတယ်ဒီလိုနဲ့ကြွားရောက်ရင်ဟိမဝန္တာတောင်ကြီးအနီးမှာရှိတဲ့မဟာဝနာလို့ခေါ်တဲ့အလွန်အေးချမ်းသာရပြီးဆုံးခံရလွယ်ကူတဲ့တောအုပ်ကြီးတစ်ခုစီကိုရောက်ရှိသွားခဲ့ကြပါတယ်ဗျရှဟန်တော်တွေဟာအဲ့ဒီတောအုပ်ထဲမှာရှိတဲ့တစ်ပင်ကြီးတွေအောက်မှာတပားစီခွဲခွာပြီးတော့တရားဘာဝနာတွေကိုစတင်ပွားများအားထုတ်ခဲ့ကြပါတယ်ဒီနေရာမှာဘာပြဿနာရှိလဲဆိုတော့အဲ့ဒီတောအုပ်ကြီးတွေကတစ်ပင်ကြီးတွေပေါ်မှာအုပ်ဆိုးနေကြတဲ့ရုပ်ကစိုးနတ်တွေဟာယဟန်တော်တွေရဲ့တီလကမ္မထမ်းဖုံးကန်ကြောင့်တစ်ပင်ပေါ်မှာဆက်ပြီးမနေရဲကြတော့ပါဘူးဒါကြောင့်သူတို့ရဲ့သားသမီးတွေကိုခေါ်ပြီးမြေပြင်ပေါ်ကိုဆင်းပေးခဲ့ကြရပါတယ်နတ်တွေကအစပိုင်းမှာတော့ယဟန်တော်တွေဟာဝါတွင်ခဏရက်ပိုင်းလောက်ပဲလာပြီးနေတာလို့ထင်ခဲ့ကြတာပေါ့ဒါကြောင့်ရက်အနည်းငယ်လောက်အောင့်အီးတီးခံခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့ယဟန်တော်တွေဟာပြန်မဲ့လက္ခဏာမရှိဘဲရေရှည်နေထိုင်ကြမယ်ဆိုတာကိုသိသွားတဲ့အခါမှာတော့တော်တော်လေးစိုးရိမ်ပူပန်လာကြပါတယ်မြေပြင်မှာသားသမီးတွေနဲ့အတူဆင်းရဲဒုက္ခရောက်ရတဲ့အတွက်ကြောင့်ယဟန်တော်တွေဒီတောအုပ်ကနေထွက်ခွာသွားအောင်နီလန်းမျိုးစုံရှာကြပါတော့တယ်အဲ့ဒီတော့နတ်တွေကဘာလုပ်လဲဆိုရင်ယဟန်တော်တွေကြောက်လန့်ပြီးထွက်ပြေးသွားစေဖို့အတွက်ညအချိန်တရားဟောတရားမှတ်နေတဲ့အချိန်တွေမှာအမျိုးမျိုးလာရောက်ခြောက်လှန့်ကြပါတော့တယ်ဘလို့ခြောက်လဲဆိုရင်ကြောက်မက်ဖွယ်ကောင်းတဲ့အစင်းတထံမျိုးစုံကိုဖန်ဆင်းပြတာတွေကြောက်မက်ဖွယ်ရာဘလူးတန်တရေတန်အော်ဟစ်တန်တွေကိုပေးတာတွေနောက်ပြီးမခံမရက်နိုင်လောက်အောင်နန်စော်လာတဲ့အပုပ်နဲ့ညွန်နှံ့တွေကိုထုတ်လွတ်တာမျိုးတွေပေါ့ယဟန်တော်တွေခမများမှာတော့ညာစဉ်ညတိုင်းဒီလိုမျိုးအချောက်လန့်ခံရတာတွေကြောင့်စိတ်မအေးနိုင်ကြတော့ပဲတမာတိတွေပြက်လီနာရင်ကျက်ယောဂါတွေပါဆွဲကပ်လာပြီးတော့မျက်နာလေးတွေလည်းညှိုးငယ်လာကြတော့တယ်ဒီလိုနဲ့တရားအားထုတ်လို့မရပဲစိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်လာတဲ့ယဟန်900တို့ဟာဝါမဆိုရသေးခင်မှာပဲမြတ်စွာဘုရားရှင်ရှိရာဇီတဝန်ကျောင်းတော်ကိုပြန်လဲကြွားရောက်ပြီးတော့မိမိတို့ကြုံတွေ့ခဲ့ရသမျှအခက်ခဲတွေကိုရှောက်ထားကြပါတယ်ပြီးတော့အခြားဘီးကင်းမဲ့တောအရက်တစ်ခုခုကိုပြောင်းရွှေ့ခွင့်ပြုဖို့တောင်းပန်ခဲ့ကြတာပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကလောကတက်တစ်ခုလုံးကိုညံတော်နဲ့ကြည့်ရှုတော်မူတဲ့အခါဒီယဟန်900အတွက်ဒီတောအုပ်ကလွဲလို့တရားထူရမယ့်အခြားနေရာမရှိဘူးဆိုတာကိုမြင်တော်မူခဲ့ပါတယ်ဒါကြောင့်မြတ်စွာဘုရားကအခုလိုပဲမိန့်တော်မူခဲ့ပါတယ်ချစ်သားယဟန်တို့သင်တို့ဟာဘေးရန်ကာကွယ်ဖို့အတွက်လက်နက်မပါဘဲတွားကြလို့ဖြစ်တယ်ထိုနေရာဟာသင်တို့နဲ့အသင့်တော်ဆုံးနေရာပဲငါဖျားပေးမဲ့လက်နက်ကိုယူဆောင်ပြီးထိုတောအုပ်ကိုပဲပြန်သွားကြလို့လူမိန်ကြားတော်မူပြီးတော့မေတ္တာတုတ်တော်ကိုသင်ကြားပေးတော်မူခဲ့ပါတယ်ဆိုလိုတာကတော့မြတ်စွာဘုရားရှင်ဟာမေတ္တာတရားကိုအကြီးမားဆုံးသောကာကွယ်ရေးလက်နက်အဖြစ်ပေးသနာခဲ့တာပဲဖြစ်ပါတယ်ဗျမြတ်စွာဘုရားရှင်ထံကနေမေတ္တာတုတ်တော်ကိုစနစ်တကျသင်ယူပြီးတဲ့နောက်ယဟန်တော်900တို့ဟာထိုတောအုပ်စီကိုပဲပြန်ပြီးကြွခဲ့ကြပါတယ်ဗျတောအုပ်ထဲကိုမဝင်ခင်ကတည်းကမြတ်စွာဘုရားရဲ့ညွှန်ကြားချက်အတိုင်းမေတ္တာတုတ်ကိုရွတ်ဖတ်ပွားများပြီးတော့တောအုပ်တစ်ခုလုံးမှာရှိတဲ့တတ္တဝါဝေနီယတွေနဲ့နတ်မြမာတွေကိုမေတ္တာဓာတ်တွေလွှတ်ခဲ့ကြပါတယ်ဗျအံ့ဩစရာကောင်းတာကယဟန်တော်တွေရဲ့ချိုမီလာတဲ့မေတ္တာဓာတ်ကြောင့်တစ်ပင်ဆောင်နတ်တွေဟာစိတ်နှလုံးတွေအလွန်ကိုအေးချမ်းသွားကြပြီးယဟန်တော်တွေအပေါ်မှာရှိတဲ့ရန်ညိုးတွေပြေပြောက်ပြီးကြည်ညိုစိတ်တွေပြင်းထန်စွာဖြစ်ပေါ်လာခဲ့ပါတယ်ဗျအချောက်လှန့်တာတွေလုံးဝမလုပ်တော့တဲ့အပြင်ယဟန်တော်တွေကိုဝတ်ကြီးဝတ်ငယ်ပြုစုတာစွန့်ခံရမှာကူညီတာနဲ့ဘေးအန္တရာယ်မရှိအောင်ဝိုင်းဝန်းစောင့်ရှောက်ပေးကြပါတော့တယ်ဒီလိုနဲ့ယဟန်တော်တွေဟာနတ်တွေရဲ့ဘေးအန္တရာယ်မပြုဘဲစောင့်ရှောက်မှုတွေကြောင့်စိတ်အေးချမ်းသာစွာနဲ့
မေတ္တာကမ္မထံကိုအခြေခံပြီးဝိပဿနာတရားကိုဆက်လက်ပွားများခဲ့ကြရာဝါတွင်3လပတ်လုံးအားထုတ်မှုကြောင့်ဝါကျွတ်တဲ့အခါမှာတော့အပား900လုံးယဟန္တာအဖြစ်သို့ရောက်ရှိတော်မူခဲ့ကြပါတယ်။သုံးသပ်ရမယ်ဆိုရင်တော့မေတ္တာတုတ်ဆိုတာရန်ကိုရန်ချင်းမတုံ့နှိပ်ပဲမေတ္တာတရားနဲ့ဘလို့အောင်နိုင်မလဲဆိုတာကိုပြသတဲ့တုတ်တော်ဖြစ်ပါတယ်။ BNDA တွေကင်းဝေးစီဖို့နတ်ချစ်ပန်းသည်ဖြစ်စီဖို့နဲ့စိတ်နှလုံးအေးချမ်းစီဖို့အတွက်ယနေ့တိုင်ဗုဒ္ဓဘာသာဝင်တွေနေ့စဉ်ရွတ်ဖတ်ပွားများကြတဲ့အလွန်တကူးကြီးမားတဲ့တုတ်တော်တစ်ခုဖြစ်လာခဲ့ရခြင်းဖြစ်ပါတယ်ဗျာ။